ဘောလုံးကန်ချက်အားပြမှုကိုတိုင်းနာတဲ့စမ်းသပ်မှုအတွင်းမှာဒီမီတာဘာဘာရော့ဟာပိုလီစတိုင်ရဲ့အလွန်9လွှာကိုသူ့ရဲ့ကန်ချက်နဲ့ဖောက်ထွက်နိုင်ခဲ့ပါတယ်ကာလိုစ်ပူယိုကတော့ဘာဘာရော့ထပ်ပိုပြီး6လွှာအထိချိုးဖျက်ပြနိုင်ခဲ့တယ်လို့ဒီဒီယာဒရော့ဘာရဲ့ကန်ချက်ကလည်း6လွှာအထိဖောက်ထွက်သွားခဲ့ပါတယ်ဒါဝင်နူးညက်စ်ကတော့တစ်သားပြအလွှာတော်များများကိုသူ့ရဲ့ပြင်းထန်လာတဲ့ကန်ချက်နဲ့ရိုက်ခွဲပစ်ခဲ့တာပါဒါပေမဲ့အထင်ကြီးစရာအကောင်းဆုံးကန်ချက်ကတော့ရောဘတ်တိုကာလိုစ်ရဲ့ကန်ချက်ဖြစ်ပြီးပိုလီစတိုင်ရဲ့အလွှာပေါင်း15လွှာအထိဖောက်ထွက်သွားခဲ့ပါတယ်ခရစ္စတီယာနိုယော်နယ်တိုရဲ့အားအင်ကလည်းညင်းစရာမရှိအောင်ပြင်းထန်လာပါတယ်ဖန်သားပြန်အလွှာပေါင်းများစွာကိုထပ်ထားတာတော့မှသူဟာအားလုံးကိုအပိုင်းပိုင်းပြက်ဖြစ်အောင်ရိုက်ခွဲနိုင်ခဲ့ပြီးဒီစမ်းသပ်မှုမှာအမြင့်ဆုံးရမှတ်ကိုရယူနိုင်ခဲ့တာပါ။ယော်နယ်ဒင်ညိုအင်္ဂလန်တင်းနဲ့ပွဲမှာပြစ်ဒဏ်ပေါ်ကံဖို့ပြင်နေတဲ့အချိန်မှာထင်မှတ်မထားတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။သူဘောလုံးကိုမကန်ခင်လေးမှာပဲကင်မရာကလူစားလက်ခုံနံပါတ်ကိုရုတ်တရက်လှည့်သွားခဲ့ပါတယ်။နီးပြကတော့တင်းမာတဲ့ရုပ်ပေါက်နေပေမဲ့ညွှန်ကြားချက်တွေဆက်တိုက်ပေးနေခဲ့တာပေါ့။ဒါပေမဲ့ဒီကစားသမားကိုတေချာလေးကြည့်လိုက်ပါဦးဗျာသူဟာယော်နယ်ဒင်ညိုရဲ့အကြံစီကိုကြိုတင်ရမိနေတဲ့အတိုင်းကိုလို့အချိန်ချင်းအော်ဟစ်နေခဲ့တာပါအဲ့ဒီ free kick အနေထားကကိုရီးယားတွေကိုဖျက်တင်ပေးရမယ့်အနေထားမျိုးဖြစ်နေပေမဲ့ယော်နယ်ဒင်ညိုကတော့အရာအလုံးကိုအကွက်ချက်ချစီစဉ်ထားပုံရပြီးသူဘာလုပ်နေတယ်လဲဆိုတာကိုသူကိုယ်တိုင်အတိအကျသိနေခဲ့တာပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ပြီးယော်နယ်ဒိုရဲ့ပရိသတ်တယောက်ဆိုရင် CR7 လို့မှန်သွားပါအောင်နော်